Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ပရိကာလာလို့data pack ကလုံနေလာမင်းနေတော့နော်ပထမဆုံးဒီမှာ original AVK နဲ့ OBB မှာဒီအပေါ်ဆုံးမှာပရိကာလောက်တဲ့ zip file ရှိပါတယ်အဲဒီ zip file လေးကိုကျွန်တော်တောင်းလိုက်ပါနော်တောင်းပြီးတော့ရင်ဆိုစိတ်တူတောင်းလို့နှိပ်ပြီးပါရောဇာတ်ခပါရဲဝင်တယ်ဇာတ်ခပါရဲမှာdevice story android data ပြီးပါတော့ sorry version မှာ PUBG version နဲ့ပါကျွန်တော်တက်ဆန်တော့ IG ပြီးရင် find vivo game share tracker save ပြီးတော့ PK က password ရဲ့ file နဲ့ဝင်ပါဝင်ပြီးသွားရင်ဒီလို file လေးအများကြီးရှိပါတယ်ဒီလိုဟာမျိုးမရှိဘူးဆိုရင်ကျွန်တော်တို့ Android 16 သမားတွေကဆိုတော့ Shizuku run ပြရပါတယ်ဒီမှာ Shizuku လေးဒီလို run ထားပြီးပါ run ထားပြီးမှဒီကောင်က file တွေကဒီလိုပေါ်တာပါဒီကဆိုကျွန်တော်က down ထားတဲ့ Telegram မှာ down ထားတဲ့ဟာလေးဒီ file လေး zip ပြတာပါ extra ကြီးကနေ zip ပြလိုက်အဲဆိုရင်ဒီကောင်ဒီ folder လွတ်လေးကြာမှာနေမယ်လေးကြလာမယ်ပြီးတော့ကျွန်တော်ပြန်ထွက်ပြီးတော့ကျွန်တော်ဒီဟိုပေါ့ဒီ device story ပြန်သွားမယ် device story android data ပြီးတော့ခုနကအတိုင်းပဲ PUBG ပြန်သွား file vivo game share tracker extra see ပြီးတော့ဒီကပတ်ရောက်သွားပြီဆိုရင်ကျွန်တော်ဘာတွေ copy ရမလဲဆိုရင်ဒီ code ပတ်တွေ game ပတ်တွေအရေးမကြီးပါဘူးတကယ်လို့မှတ်တွေဘာတွေကပြန်မတောင်းချင်ဘူးဆိုရင်မှတ်တွေပါ copy လို့ရတယ်အဓိကရေးကြည့်တာဒီ RES နဲ့စတဲ့ file တွေပါနော်အောက်မှာသူကmegabyte အနေနဲ့ပြထားတယ် 1.11 GB ဆိုပြီးတော့ဒီကောင်ကြီးကfile size များတော့ပြန်ထောင်ရတာdelay လေးအဲဒါကြောင့်ဖြစ်နိုင်ရင်အပေါ်ကမှတ်တွေကို backup ယူလို့မရဘူးဆိုရင်ဒီ file လေးတွေပဲယူပါဒီ file ကအမြင့်ဆုံးပါဒီ file က 1.11 ဆိုတော့တောင်းရတာတော့ကြာပါတယ်ကြာအဲဒါဒီတစ်ခုတည်းနဲ့လောက်ပါကျန်တာတွေကသိရတော့မပြည့်ပါဘူးဘယ်လိုရွမလဲဆိုရင်ကျွန်တော်ဒီ file ဒီကိုမနှိမ့်နဲ့နော်ဒီကိုမနှိမ့်နဲ့အဲဒီ file အဖြူအောင်လေးကိုနှိမ့်လိုက်အဲဆိုရင်ဒီကောင်ဒီလိုဆက်လက်လုပ်ပြီးသွားပြီဖြစ်သွားလိမ့်အဲ့ဒါလေးတွေကိုဒီကောင်လေးကိုဆက်လက်လေးလိုက်ပြီးလိုက်အဲ file လေးတွေပဲနှိမ့်နော်ဒီစာသားတွေတော့မနှိမ့်နဲ့အဲ့ဒါဆိုရင်ဒီကောင် auto select ဖြစ်သွားလိမ့်မယ်ဒါရီပါတစ်ခါယူလိုက်ရင်ကျွန်တော်မတ်တွေတောင်းထားပြီးသားဆိုတော့ဒီမတ်တွေကဘက်ကလှုပ်ထားလိုက်မယ်โอเคဒီပဲပြီနော်ဒီ game pad တွေ code pad တွေကမယူတော့ဘူးโอเคဒါပြီးသွားပြီကျွန်တော်ဒီမှာ search bar ရဲ့ပေးနာမှာအမှ၄အောင်တုံးလေးအဲ့ဒါလေးနှိပ်လိုက်နှိပ်ပြီးတော့ဒီမှာ copy သွားရှိတယ် copy လိုက် copy ပြီးသွားရင်ကျွန်တော်ဒီအပေါ်ဆုံးကဒီ password ရဲ့ဒီ password ဟာလေးနှိပ်လိုက်အဲဆိုရင်ဒီမှာ Telegram နဲ့ရှိမယ် Telegram နဲ့တော့ပြန်ကိုကျွန်တော်က zip ပြီးထားတာဒီ file နဲ့တစ်စင်းချင်းစီဝင် share tracker save but okay ဒီရောက်သွားရင်ဒီမှာတော့ဒီ file ချရတဲ့ဟာလေးနှိပ်လိုက်အဲဆိုရင်ဒီကောင် file လေးချပေးနေပြီခဏလေးစောင့်လိုက်โอเคဒါဆိုရင်တော့ဒီမှာကျွန်တော် data တွေ backup လုပ်ပြီးသွားပါပြီပြန်ရွှေ့ရင်လည်းလွယ်ပါတယ်ပြန်ရွှေ့ဖို့အတွက်တော့ဒီမှာဥပမာဒီ PUBG ကိုပေါ့ဒီ PUBG ကိုဖြတ်ပြီးသွားလို့color view ထည့်ပြီးသွားရင် OBB ထည့်ဒီ OBB ထည့်ပြီးသွားလို့ကျွန်တော် data ပြန်ထည့်မယ်ဆိုရင်ဒီကောင်လေးကို copy ယူလိုက်ယူပြီးသွားရင်ကျွန်တော် device story android data မှာခုနကတက်ဆန်တော့ ID ကိုရှာပြီးတော့ကျွန်တော်ဒီနေရာမှာပဲเนาะဒီနေရာမှာပဲ file ကပြန်ချပါမှာကျွန်တော်တော့မဖြတ်ထားတဲ့အတွက်မချတော့ဘူးတကယ်လို့ဒီမှာ game တွေဖြတ်ထားပြီဆိုရင်ဒီ file နဲ့ထောက်ဝင်လိုက်တာနဲ့ဒီမှာဘာမှမရှိပါဘူးUE4 game တို့ဒီ program binary case တွေဘာမှမရှိပါဘူးဒီတိုင်းလေးပဲပုံနေပါမှာဒီလောက်ပါပဲ